ဘောက်ကပွဲတွေတိုင်းမှာဘိုးနောက်ကနေတမကြီးကြီးတွေနဲ့ထိုင်နေတဲ့လူတွေကိုဒီထားမိလို့လားသူတို့ကပတ်တန်ဝယ်ပြီးညားထိုင်နေတယ်လို့မဟုတ်ပါဘူးသူတို့ဟာပစ်ဆိုင်ဖိုတိုကပါတွေပါဘောက်ကမှာဘဒူမတော့ကင်မရာယူပြီးတော့ဝင်ရိုက်လို့မရပါဘူးဒီဘာကဖွင့်ထားတဲ့ media operation ရထားတဲ့ဖိုတိုကပါတွေကကွန်ပီမှာလို့ခွင့်ရှိတယ် operation ရဖို့ဆိုရင်ဒီ MAဝတီက AV လို့ပို့တို agency တွေဒါမှမဟုတ်တဲ့ဌာနတွေကကိုယ်တည်းကျချပြရပါတယ် Favor ကတွေ့ကြုံ media operation နဲ့နေရာကန့်တက်တွေကိုတည်ပြီးမှအတည်ပြုပေးပါတယ်ကွဲတာနဲ့လူတို့ကတမတ်ထားတဲ့နေရာမှာပဲထိုင်ရပါတယ်ဖလမတော့ရပါဘူးခွဲနဲ့မဝင်ရဘူး player နဲ့ rapper ကိုမနှောက်ရှရဘူးအတိုင်းမှာပဲဘိုးနောက်တစ်ဖက်ကိုကြောင်းဘိုးဝင်က celebration ချက်တာနဲ့ကင်မရာကနေလက်တော့ကိုချက်ချင်းပို့ပြီးအပြစ်သားကကောက်တင်ထက်ကကဘာတဝင်းထင်းဌာနသူကိုစကပန်တွင်ချက်ပြပါတယ်ဒါကြောင့်ဘိုးဝင်ပြီးမိနစ်ပိုင်းတွင် social media မှာပုံနေရပါတယ်ဒါကြောင့် WhatsApp နဲ့ဖွင့်ပေးတာဖိုတိုကဘာတွေကပုံရိုက်နေတဲ့လူတွေမဟုတ်ပဲကပတ်ပေါ်လုံးတမိုင်းကိုချိန်မဲ့လူကိုပတ်တတ်တယ်လို့ဖြစ်ပါတယ်